AR တိုင်းငပူတော်မှာစစ်တပ်ကလေယာလုပ်ငန်းခွင်နဲ့အထိစစ်ကြောင်းထိုးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်က AR တိုင်းငပူတော်မြို့နယ်မှာလေယာလုပ်ငန်းခွင်တွေအထိစစ်ကြောင်းထိုးနေရတဲ့ကြောင့်ရွာသားတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကသိရပါတယ်။မေလ 25 ရက်နေ့ကစတင်ပြီးစစ်ကောင်စီတပ်ကငပူတော်မြို့နယ်မှာအာရခတပ်တော် AA တပ်ဖွဲ့ဝင်တွေရောက်နေလို့သတင်းကြားတာကြောင့်ဆိုပြီးစစ်ကြောင်းထိုးတာလို့ပြောပါတယ်။ငပူတော်ဒေသခံမျိုးသမီးတယောက်ကစစ်ကောင်စီတပ်ကလုပ်ငန်းခွင်တွေတဲ့အထိနေမြေလာပြီးရှင်းလင်းနေတယ်။အုံကျန်တွေမနေ့ကရောက်လာပြီး AA နဲ့ PDF တွေရဲ့တစိမ့်ပြပြီးဒီလိုဝစ်စင်ထားတဲ့သူတွေလာသလားမေးပြီးရန်တမ်းဖြစ်နေတာဘယ်သူမှလည်းအလုတ်ထွက်မလို့ရေထွက်ပြေးနေကြရတယ်လို့ပြောလာပါတယ်စစ်ကောင်စီတပ်ဟာငပူတော်မြို့နယ်ရဲ့ကညင်ချောင်းရွာကုန်းနဲ့ချေးရွာစားကွင်းချေးရွာတွေကစိုက်ပျိုးရေးလုပ်ငန်းအုံကျန်တွေထဲမှာအင်အား90ခန့်နဲ့စစ်ကြောင်းထိုးနေတာလို့သိရပါတယ်စစ်ကောင်စီတပ်နဲ့နှိစက်သူတယောက်ကတော့စစ်ကောင်စီတပ်ဘက်ကရဲသားတွေရဲ့လုပ်ငန်းခွင်တွေထဲမှာရန်တမ်းပစ်ခတ်နေတာဘယ်သူနေရဲမှာလဲမင်းမဲယုံလောက်ဆိုကိစ္စမရှိပါဘူးတရင်ရလို့စစ်ကြောင်းထိုးတာလို့တော့ပြောနေတာပဲလို့ပြောလာပါတယ်စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့အတူအရက်ဝဲအုပ်ချုပ်ရေးမှုဆိုသူတချို့ပါလာပြီးအခုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဟာမော်တင်ငူဘက်မှာအထိုင်စခန်းချထားတယ်လို့ရဲသားတွေကပြောပါတယ်စစ်ကောင်စီတပ်ကငရုတ်ကောင်းဂေါ်ရင်ဂျီကန်းဂျီပန်လင်အနီးမှာပတ်လန်းအနီးမှာအထိုင်ချတပ်ဆွဲထားလို့ကင်းမုံဝတ်စောင့်နေသူတွေလည်းရှိရလို့ဒေသခံတွေကသိရပါတယ်